ခွဲပြီးတော့ရှင်းပြပေးမယ်ဒီစလုံးကဘာလဲပူရဲ့အဓိပ္ပာယ်မြန်မာလိုအဓိပ္ပာယ်ကဘာလဲမနောက်တစ်ခုကဘာလဲအငင်းစကလုံးပူရဲ့အဓိပ္ပာယ်ကဘာလဲမအငင်းစကလုံးနောက်တစ်ခုသွားမယ်မေးဆိုတာလဲမမေးယိုဆိုတာဘာလဲမရှိဘူးဘယ်နေရာမှာသုံးလဲဆိုတာပြောပြပေးမယ်ပူဆိုတာမဘယ်နေရာမှာသုံးလဲဆိုကိုယ့်ရဲ့စိတ်ဆန္ဒကိုယ့်ရဲ့စိတ်ဆန္ဒကိုအတီဝါကြမဟုတ်တဲ့အငင်းမှာသုံးမယ်ဥပမာကျွန်တော်ကမသွားဘူးဆိုရင်ဘယ်လိုပြောမလဲဝါဘူးရှိဝါမေချီလို့သုံးမလားဝါဘူးချီလို့သုံးမလားဝါဘူးရှိပထမတစ်ချက်ကစိတ်ဆန္ဒနေရာမှာသုံးမယ်အငင်းစကားလုံးเนาะနောက်ဒုတိယကျတော့အလေးအထဥပမာအလေးထဆိုတဲ့လူတစ်ယောက်ရဲ့အလေးထရှိတယ်သူ့ရဲ့အလေးထကတော့အသားမစားဘူးဟုတ်တယ်เนาะသူ့ရဲ့အလေးထားတော့အသီးအနှံမစားဘူးအသီးအရွက်မစားဘူးဥပမာကျွန်တော်ကအသားမစားဘူးဆိုဘယ်လိုပြောမလဲဝါဘူးချီရောဒါကကြတော့အလေးအထားအဲ့ဒီအလေးထားလေးကိုလည်းပြောမယ်ဆိုရင်လည်းဘာနဲ့ပဲသုံးမလဲပူဆန္ဒတစ်စုံတစ်ခုခုကိုပြောမယ်ဆိုရင်လည်းပူအငင်းနေရာမှာသုံးပါเนาะနောက်တစ်ခုကကြတော့အနာဂတ်မှာနောင်လာမယ့်အနာဂတ်မှာမလုံချင်တဲ့အရာတွေကိုလည်းဘာနဲ့ပဲသုံးမလဲပူမလုံချင်တာတို့မလုံရတာတို့အားလုံးဘာနဲ့သုံးလဲပူအဲ့ဒီပူရဲ့အဓိပ္ပာယ်ကဘာလဲငင်းဆန္ဒအငင်းစကားလုံးဘယ်လိုကာလတွေမှာသုံးလဲဆိုတော့ပစ္စုပန်နဲ့အနာဂတ်မှာသုံးမယ်ဘာလဲပစ္စုပန်နဲ့အနာဂတ်ပစ္စုပန်ဆိုတာဘာပြောရလဲအခုလက်ရှိအချိန်အခုလက်ရှိအချိန်မှာကိုမမလုပ်ဘူးဆိုရင်ဘာနဲ့သုံးမလဲပူနောက်အနာဂတ်ဆိုတာဘာလဲနောက်လာမယ့်အချိန်ဥပမာနောက်လာမယ့်အချိန်ဆိုရင်အနိကဆုံးပြောမယ်ဒီနေ့ဆိုရင်နောက်လာမယ့်အချိန်ကဘာလဲမနက်ဖြန်ဒီနှစ်ဆိုရင်ဘယ်လိုပြောမလဲနောက်နှစ်အဲ့ဒီအချိန်နောက်လာမယ့်အချိန်တွေကိုအနာဂတ်ပစ္စုပန်နဲ့အနာဂတ်မှာမလုံးမဲ့အရာတွေကိုဘာနဲ့သုံးမလဲပူဥပမာဝါကြပြောပြမယ်နံပါတ်1我不吃肉我ဆိုတော့ကျွန်တော်ပူဆိုတော့မ吃ဆိုတော့စားတယ်肉ဆိုတော့အသားကျွန်တော်ကအသားမစားဘူးဆိုဘယ်လိုပြောမလဲ我不吃肉ဒါကကျတော့ဘယ်ဝါကြနဲ့ညီလဲဆိုသူ့ရဲ့အလေးအထားဟုတ်တယ်နော်သူအသားမစားတဲ့အလေးအထားကိုပြောမယ်ဆိုရင်ဘာနဲ့သုံးမလဲပူနောက်တစ်ခုကအတိတ်အနာဂတ်ပစ္စုပန်ဆိုတဲ့ပစ္စုပန်နဲ့အနာဂတ်ဆိုတဲ့ဝါကြလေးပြောမယ်明天ဆိုတော့မနက်ဖြန်ဆိုတော့နောက်လာမယ်အနာဂတ်နောက်လာမယ့်အနာဂတ်မှာမလုပ်ဘူးဆိုရင်မဆိုရင်ဘာနဲ့သုံးမလဲပူဟုတ်ပြီ subject လေးထည့်မယ်ဝါဆိုတော့ကျွန်တော်ပူဆိုတော့မ